နန်းတွင်းရဲ့ຫນွေဦးပွဲတော်နေ့ကကျမနဲ့လျံအမ်းမင်းသားပထမဆုံးစတင်တည်ကျွမ်းခဲ့တဲ့နေ့ပါပဲ။မကအခုရွှွန့်လွန်နဲ့ရောက်နေပေမဲ့ရင်ထဲမှာတော့မျောလင်းချက်တွေပြည့်ရှိနေတော့ပဲ။မကြခင်လျံအမ်းမင်းသားကသူမကိုကယ်တင်ပြီးတရားဝင်မင်းသမီးအဖြစ်လက်ထပ်မယ်။ပြီးရင်စီးစိမ်ချမ်းသာတွေအပြေးအဝခံစားရမယ်လို့တွေးနေတာ။ဒါပေမဲ့လျံအမ်းအိမ်တော်မှာဖုံးကွယ်ထားတဲ့ပြုတ်ဝက်ချက်တွေကိုသူမသိသွားတဲ့အခါအခုလိုပဲမျောလင့်နိုင်ပါဦးမလား။ຫນွေဦးပွဲတော်နေ့မှာကျမမိဖို့ကြောင့်နီးနားကနေပုံကြည့်နေတယ်။မကပြိုတော်ဝစ်စုံအစ်စ်ကိုဝတ်ထားပြီးသပင်ကိုလည်းတေးသေးချာချာပြင်ဆင်ထားတာတွေ့ရတယ်။သူမကမိဖို့ကြောင့်တကားဝမှာရက်ပြီးတစုံတယောက်ကိုစောင့်နေပုံရတယ်။ဆက်သွားတဲ့ကြီးကျယ်ရေးမှုကဒီထဲမှာအလုပ်တွေရှုပ်နေတာကိုနင်ကဒီမှာဘာရက်လုပ်နေတာလဲလို့ဆိုတယ်။သူမဘာလုပ်နေလဲကျမသိတယ်။သူမကမူးနေတဲ့လျံအမ်းမင်းသားဒီကနေဖြတ်သွားရင်စုံဖို့စောင့်နေတာပါ။မကြခင်မှာပဲလျံအမ်းမင်းသားတကယ်ရောက်လာတယ်။အကြာကြီးစောင့်နေတဲ့အမရဲ့မျက်လုံးတွေအယောင်လင်းသွားပြီးအမြန်ပြေးသွားတွဲလိုက်တယ်မင်းသားပတိထားပါအောင်ဖတ်သွားအဝေးကိုဖတ်သွားစမ်းအမကသူဒီလိုတုတ်ပြန်မယ်လို့မထင်ထားတော့ချက်ချင်းတက်တည်တည်သွားတယ်။ဒီနေရာမှာမှားသွားတာလေ။လျံအမ်းမင်းသားကဘာလို့သူ့ကိုမြင်မြင်ချင်းမချစ်သွားရတာလဲ။ကြောင်တောင်တောင်ရက်နေတဲ့အမကိုကြည့်ပြီးကျမရဲ့ချင်းစိတ်ကိုမထိန်နိုင်ဘူး။ဖွယ်လွန်သွားတဲ့မင်းသမီးကလွဲလို့လျံအမ်းမင်းသားကမိန်းမတွေသူ့အနားလာတာကိုအမုန်းဆုံးဆိုတာသူမှမသိဘူးလေ။လျံအမ်းမင်းသားကသူ့ဘေးကနေထက်သွားတော့မလို့လုံနေချိန်မှာအမကပြာရခတ်သွားပြီးအဲ့ဒီကြောပြင်ကိုကြည့်တာမင်းသားလူကြီးမင်းရဲ့ပစ္စည်းကြကြံခဲ့တယ်လို့အော်ပြောလိုက်တယ်။လျံအမ်းမင်းသားကတကယ်ပဲခြေလမ်းရက်သွားပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်။ဒီတစ်ချိန်မှာတော့အမကသူ့မျက်နှာကိုတေချာမြင်သွားအောင်ပြလိုက်နိုင်ပြီးလျံအမ်းမင်းသားတကူလုံးတောင်တင်းသွားပြီးအတန်တွေတောင်တုံရင်နေတာ။စုစုမင်းအသက်ရှင်နေသေးတာပဲလို့ပြောတယ်။သူရှိကိုခြေလမ်းကျဲကြီးနဲ့ရှောက်လာပြီးအမရဲ့ပခုံးကိုဖတ်ထားလိုက်တယ်။သူအားရမ်းပါသွားလို့သူမပခုံးတွေတောင်ကျိုးမတက်ဖြစ်သွားတယ်။ဒါပေမဲ့အမကအဲ့ဒီနာကျင်မှုကိုအန်ကျိတ်ခံပြီးရှက်သွေးဖြာကပျော်ရွှင်တဲ့လေတံနဲ့မင်းသားလူမနေပါပြီကျွန်တော်မျိုးမှစုစုမဟုတ်ပါဘူး။မိကိုချောင်ကပြိုတော်လေးဝိုင်းလိုပါလို့ဖြေလိုက်တယ်။မင်းကပြိုတော်မဟုတ်ဘူး။မင်းကစုစုပဲမင်းသားကကျွန်တော်မျိုးမှကိုဘသူလို့ပြောကျွန်တော်မျိုးမကအဲ့ဒီလူပါပဲ။သူတို့နှစ်ယောက်အောင်မရအောင်တက်နေကြတာကိုကြည့်ပြီးဒီဇလန်းကတော့အောင်မြင်သွားပြီဆိုတာကျမသိလိုက်တယ်။ဒါပေမဲ့မမသိတာကသူမမျက်နှာဖုံးပေါ်ကအမာယုတ်ကရန်အမင်းသားကိုယ်တိုင်လှုပ်ထားတဲ့အမာယုတ်ဆိုတာကိုပဲ။ဒါကြောင့်သူကသူမကိုစုစုလို့တေချာပေါက်ပြောနေတာပါ။ကျမကမိဖုရားကိုအလှပစီးသွားဆက်တယ်။သူမကဆေးတောက်ရင်သူ့ညီမအရင်နဲ့စကားဆန်ပြီးပြောနေတယ်။ဒီရက်ပိုင်းထူးဆန်းတာလေးကြားတယ်။ရန်အမင်းသားကမိဖို့ချောင်ကအပြိုတော်လေးတယောက်ကိုလက်ထက်စင်တို့မင်းကြီးစီအထိသွားပြီးဖွင့်တောင်းနေတဲ့ကျမဟန်မပြတ်ပဲနားထောင်နေလိုက်တယ်။ညာအားလုံးကမူလဇလန်တိုင်းဖြစ်ပြနေတဲ့ညီမဖြစ်သူကအဲ့ဒီအပြိုတော်ကဘလောက်တောင်နှလို့လဲမိန်းမတွေကိုစိတ်ဝင်စားတဲ့ရန်အမင်းသားကိုတောင်ဆွဲဆောင်နိုင်ရတာလေလို့မေးတော့မိဖုရားကအဲ့ဒီအပြိုတော်ကဒုရည်တာမန်ပါပဲလို့ငါကြားတယ်။မျက်နှာမှာလည်းထင်ရှားတဲ့အမာယုတ်တစ်ခုရှိသေးတယ်တဲ့။ရုပ်ဆိုးမလေးလို့ပြောရင်တော့မမှားဘူး။ရန်အမင်းသားကမင်းကြီးကိုအဲ့ဒီမိန်းကလေးကသူ့ရဲ့ဒေဆုံးသွားတဲ့ဇနီးနဲ့တစ်ထပ်တည်းတူလို့မဖြစ်မနေလက်ထပ်ရမယ်လို့ပြောတယ်တဲ့။ကွယ်လွန်သွားတဲ့မင်းသမီးရဲ့ကျေးဇူးပေါ်လို့ဖြေတယ်။ဒါပေမဲ့ဒီလောကကြီးမှာတကယ်ပဲရုပ်ချင်းတပုံစံလေးတူတဲ့လူရှိလို့လားလို့ညီမဖြစ်သူကမေးတော့မိဖုရားကမဖြေပဲကျမဘက်လှည့်ပြီးမေးတယ်။ဝေးရန်မင်းကလူတွေရဲ့ရုပ်ရည်အလှပနဲ့ပတ်သက်ရင်တော်တော်ကျွမ်းကျင်နေဆိုတော့မင်းပြောကြည့်စမ်းဒီလောကမှာလုံးဝတစ်ထပ်တည်းတူတဲ့မျက်နှာနှစ်ခုရှိနိုင်လား။ကျွန်တော်မျိုးမတော့မရှိနိုင်ဘူးလို့ထင်ပါတယ်။အပြင်ပန်းရုပ်ရည်နည်းနည်းတူရင်တောင်မှလူတစ်ယောက်နဲ့တစ်ယောက်ရဲ့အမူအရာအငွေသက်ကတော့တေချာပေါက်ကွာချောင်းပါပါလို့ကျမဖြေလိုက်တယ်။မိဖုရားရဲ့ညီမကကျမမျက်နှာကိုလက်ညှိုးထိုးပြီးအံ့ဩတကြီးနဲ့မရဲ့နန်းဆောင်မှာဒီလောက်လာတဲ့အလှမယ်လေးရှိနေတာကိုညီမမျက်စိပွင့်သွားတာပဲ။ဒါပေမဲ့ဒီလောက်ဆွဲဆောင်မှုရှိနေတော့နည်းနည်းလေးပြဿနာရှိတယ်။သူတို့တတိပေးတယ်မိဖုရားကသူ့ညီမလက်ကိုပြချလိုက်ပြီးအေးဆေးဆေးပဲဝေးရန်ကတာမန်ပြိုတော့မဟုတ်ဘူး။သူကငါရဲ့စမ်းသပ်မှုကိုအောင်မြင်ထားပြီးသား။နင်ဒီလာတွေနဲ့တောက်နေတဲ့အသားရည်သားဆေးတွေကသူ့လက်ရာတွေကြီးပဲလို့ပြောတယ်ညီမဖြစ်သူကအံ့ဩသွားပြီးနင်ကိုနင်ရဲ့အနာပဆေးတွေကတကယ်ဆွမ်းထက်တယ်။အခြားညီမလေးတွေတော့ငါ့ကိုလိုက်တောင်းနေကြတာလို့ပြောတယ်။အစောပိုင်းတည်းရှင်ကြီးကြုံခဲ့ရတော့ကကျမမိဖုရားကိုရှောက်တင်ခဲ့တယ်။ကျမကငွေကလေးကဒီလိုလှလာတာမဟုတ်ပဲငငယ်ကလေးကဆေးတွေစားပြီးပြုစုကြိုးထောင်လာခဲ့တာပါလို့ပြောခဲ့တယ်။မိဖုရားကလှပေမဲ့လည်းပိုလှခြင်းနဲ့စိတ်ရှိတယ်။နန်းတွင်းမှာနေရတဲ့အချိန်ကြာလာတာနဲ့အမျှသူမရဲ့အလှတွေပျက်စီးအိုမင်းသွားမှာကိုပိုကြောက်လာတယ်။ကျမကသူမအတွက်အလှပဆေးလုံးတွေဆေးရည်တွေဆက်တာခဲ့တယ်။သူမတစ်ခဏလောက်တောက်သုံးပြီးနောက်မှာအသားရည်ကတကယ်ပဲနူးညံ့ဖြူဝင်လာခဲ့တယ်။ဒါအပြင်မင်းကြီးအန်ရှိနန်းဆောင်ကိုလာတဲ့အခါတိုင်းကျမကအမြဲတမ်းရှောင်ဖယ်နေပြီးမိဖုရားရှိမှမျက်နှာပြဖို့စိတ်ကူးမရှိတာကိုပြသခဲ့တယ်။ဒါကြောင့်မိဖုရားကကျမအပေါ်တက်ချင်တဲ့စိတ်ပျောက်သွားတာပါ။နောက်ဆုံးတော့ဘာဖြစ်သွားလဲ။မင်းကြီးကရန်အမင်းသားကိုခွင့်ပြုလိုက်လားခွင့်ပြုလိုက်ပြီးမင်္ဂလာပွဲကိုနောက်လာမှလုပ်မယ်တရားဝင်မင်းသမီးတစ်ပါးရဲ့ဟန်းနာနဲ့တောင်းရမ်းမယ်တဲ့။ငါတို့နန်းတော်ထဲမှာတော့ထပ်ပြီးစီကားတော့မှာပဲ။အမနန်းတော်ကမထွက်ခွာခင်ညမှာသူမနေတဲ့နေရာကိုကျမကိုတမင်တက်တက်ခေါ်လိုက်တယ်။သူမကလက်နှစ်ဖက်ကိုဆန့်တန်းလိုက်တယ်။အခန်းထဲမှာရွှေငွေရတနာတွေပြည့်ပါပဲ။သူမကရင်မောပြီးနေ့မှာအလှမယ်မျက်နှာရှိနေတော့ရောဘာထူးလဲ။
စိတ်တွေအကုန်ခံပြီးဖားရနေရတာခွေးလေးတစ်ကောင်လိုအနည်းငယ်ပြီးအတနာခံနေရတာပဲခဏတစ်ဖြုတ်တော့တက်ရှင်နိုင်ပေမဲ့တစ်သက်လုံးတော့အသက်မရှင်နိုင်ပါဘူးလို့ပြောတယ်ငါကတော့မတူဘူးမနေ့ကမင်းသားအိမ်တော်ကိုဝင်ပြီးလျံအမ်းမင်းသမီးဖြစ်သွားတာနဲ့ငါကမြို့တော်ကမိန်းမတိုင်းအားကြရဆုံးဖြစ်သွားပြီငါမှမင်းသားရဲ့အချစ်တွေရှိမယ်မြင့်မြတ်တဲ့အဆင့်တန်းရှိမယ်ပြီးတော့အိမ်တော်ထဲမှာတခြားမိန်းမတွေလည်းမရှိဘူးအမတကယ်ပဲဒီအမရွတ်နဲ့မျက်နှာကြီးကိုတစ်သက်လုံးတက်ပြီးနေသွားခြင်းလို့လားလို့ကျမမေးလိုက်တယ်အမရဲ့ဂုံယူဝင်ကြွားနေတာတွေရက်တန့်သွားပြီးမှန်သေးကသူမပုံရိပ်ကိုကြည့်တာယွန်ရှာတဲ့အကြည့်တွေဖြစ်သွားတယ်ဒီမျက်နှာကယာယီသုံးတဲ့ဖြူဟာတစ်ခုပဲငါမင်းသမီးဖြစ်သွားပြီးမင်းသားကငါ့ကိုပိုချစ်လာတဲ့အခါတနေ့နေ့ကျရင်ဒီမျက်နှာဖုံးကိုချုပ်ပြီးမင်းသားကိုရိုးရိုးသားသားဖွင့်ပြောပြမှာပါရိုးရိုးသားသားဖွင့်ပြောမယ်အမကတော့ရိုးရိုးသားသားပြောချင်မှာပေါ့ဒါပေမဲ့မင်းသားကရောအမကိုလက်ခံနိုင်ပါမလားဘာဖြစ်လို့လဲဆိုတော့အမရဲ့တကယ်မျက်နှာကအရင်လိုလှမနေတော့ဘူးလေကျမကသူမမျက်နှာပျက်စီးသွားတဲ့ကိစ္စကိုတမင်တက်တက်ထုတ်ပြောပြီးသူမရဲ့နာကျင်စရာနေရာကိုတက်နှင်းလိုက်တယ်အစိတ်အကြောင်ပျက်စီးသွားတဲ့နာကျင်မှုနဲ့ချိုင်းခွက်နေတဲ့တကယ်ရုပ်တွေကသူမရင်ထဲမှာဖြတ်ပြစ်လို့မရတဲ့ဒဏ်ရာတွေပါပဲအမကဆူဆူဝါးဝါအော်ပြီးလက်လန်းနေသမျှပစ္စည်းတွေအကုန်လုံးနဲ့ကျမကိုကောက်ခဲ့တယ်လီဝိယံနင်ကဘာကောင်မှုလို့ငါ့ကိုဒီလိုလာပြောရဲတာလဲငါကမင်းသမီးနင်ကအစင်းနေတဲ့အခြေခံမလေးပဲမျက်နှာပျက်စီးသွားလို့အခြေအနေမကောင်းဘူးဟုတ်လားစောင့်ကြည့်နေလိုက်တနေ့နေ့ကျရင်နင်းရဲ့မျက်နှာဖုံးကိုဆွဲခွာပြီးနင်းရဲ့ဒီပါးစပ်ကိုပြီးတိုင်းပိတ်ပြစ်မယ်အမကကျမကိုတက်ချင်တဲ့စိတ်ပေါက်သွားပြီဆိုတာကျမသိတယ်ဒါပေမဲ့ကျမကရောအမပေါ်အဲ့ဒီလိုစိတ်မရှိဘူးလို့များထင်နေလားအမမင်းသမီးဖြစ်သွားတဲ့ညမှာကျမကိုခန်းထဲမှာထိုင်ပြီးအချိန်ကိုတိတ်တိတ်လေးတွက်ချက်နေတယ်အခုလောက်ဆိုအမကမင်းသားနဲ့မင်္ဂလာပွဲလုပ်ပြီးလောက်ပြီပေါ့သူတို့မင်္ဂလာဦးညအခန်းထဲရောက်နေလောက်ပြီပေါ့ညအမ်းမင်းသားလည်းသူ့ရဲ့တကယ်စရိုက်ကိုထုတ်ပြလောက်ပြီအခုအချိန်မှာအမကအံ့ဩနေမလားဒါမှမဟုတ်အရင်ဆုံးကြောက်လန့်နေမလားမသိဘူးလက်ထပ်ပြီး9ရက်မြောက်နေ့မှာအမနဲ့လျံအမ်းမင်းသားကနန်းတွင်းကိုအတူတူဝင်လာကြတယ်ကျမအန်းရှိအဆောင်မှာအလုပ်လုပ်နေတော့လျံအမ်းမင်းသားနဲ့ဇနီးရောက်လာပါပြီဆိုတဲ့အတန်ကျဲကြီးကြားလိုက်ရတယ်။သူမတေချာပေါက်ကျမကိုလာရှာမယ်ဆိုတာကျမသိနေတယ်။ချက်ချင်းပဲအမကဒေါသတကြီးနဲ့ဝင်လာတယ်။ကျမအယိုသေးမပေးရသေးခင်မှာပဲလက်ကိုမြှောက်ပြီးကျမကိုပါးရိုက်ဖို့လုပ်ရင်းခွေးနင်းအစကတည်းကသူဘလို့လူလဲဆိုတာသိနေခဲ့တာမလား။ဆိုပြီးအော်ဟစ်ပါတော့တယ်ကျမကနောက်တလန်းဆုပ်ပြီးရှောင်လိုက်ရင်ကျွန်တော်မျိုးမှဘာမှလုံးမိလို့ဝန်သေးကမိဖုရားကြီးရဲ့နန်းဆောင်မှာတော့ကိုထိလက်ရောက်ကျူးလွန်ရလောက်အောင်ဖြစ်ရတာလေလို့ဝမ်းနဲ့ပက်လက်နဲ့မေးလိုက်ပါတယ်ဒီနေရာကမိဖုရားကြီးရဲ့နေရာဖြစ်ပြီးသူတောင်းကျမ်းကျင်တိုင်းတောင်းကျမ်းလို့ရတဲ့နေရာမဟုတ်ဘူးဆိုတာကိုလည်းသတိပေးလိုက်တယ်ဒါပေမဲ့ကျင်ရတော်ဖြစ်လာတာ9ရက်ပဲရှိသေးတဲ့အမကသခင်တယောက်လိုမန်တက်နေခဲ့ပြီလေသူကလက်တစ်ချက်ဝေ့ရမ်းပြီးအစီကံတွေအားလုံးကိုထွက်သွားခိုင်းလိုက်တဲ့အတွက်နန်းဆောင်ထဲမှာကျမတို့ညီမ2ယောက်တည်းကျန်ခဲ့ပါတယ်အဲ့ဒီအခါကျမှအမကရှေ့တိုးလာပြီးကျမရဲ့အင်ဂျီကော်လာကိုဆွဲကင်တာလီဝေ့ရန်ငါနဲ့ကိုတကယ်အထင်သေးခဲ့မိတာပဲမင်းသားကဘလို့လူမျိုးလဲဆိုတာနင်းသေးချာပေါက်တိနေရဲ့နဲ့ငါ့ကိုမီးရင်းနဲ့တွန်းပို့ရက်တယ်လီဝိယံနင်းလည်းအတိတ်ဘဝကနေပြန်လဲမွေးဖွားလာတာမဟုတ်လားလို့အတန်ကုန်ဖြစ်អော်ပါတော့တယ်လုံးထွေးနေရင်အမရဲ့အင်ဂျီကော်လာကရော်ရဲသွားပြီးအတွင်းမှာဖုံးကွယ်ထားတဲ့ညီရဲနေတဲ့ကြာပွေရာတွေပေါ်လာတဲ့အခါမှာတော့အမပြန်လဲမွေးဖွားလာတာအမတယောက်တည်းမဟုတ်ဘူးဆိုတာကိုအခုမှပဲသိတော့တယ်ပေါ့လို့ကျမတုံ့ပြန်လိုက်ပါတယ်